မင်္ဂလာပါလန်ဒန်လန်နီကမ္ပဏီကကြိုဆိုပါတယ်နော်ဒီနေ့ဆရာတို့ grade 12လဲဆောင်းမနေပြီဖြစ်တဲ့ကြောင့်ဆောင်းမမှာမေးရတဲ့ final English မှာမေးရတဲ့multiple choice ပေါ့နော်အဲ့ဒီမှာ culture tradition custom နဲ့ပတ်သက်ပြီး confusing word တွေဆရာတင်ပေးပါအောင်မယ်စတိုက်နော်အဲ culture ဆိုယဉ်ကျေးမှု tradition ဆိုတာကရိုးရာဓလေ့ရိုးရာ custom ဓလေ့ထုံးတမ်းဆိုတော့အဲ့မှာရောတတ်ပါတယ်မြန်မာလိုကသူတို့ကျတော့တီးတန့်ကိုသတ်မှတ်ထားတယ်မြန်မာကတော့ပြောလိုက်ပြဿနာမရှိဘူးဆိုတော့အဲ့ဒါမြန်မာလူမျိုးတွေအတွက်တင်သူတွေအတွက်တော်တော်ရောတတ်ပါတယ် culture ဆိုတာကအကျယ်ပြန့်ဆုံးဟာလို့မှတ်ထားလိုက်ပါအဲ့ဒီမှာဘာတွေပါမယ်အရင်ကြီးယုံကြည်ကိုးကွယ်မှုတွေပါမယ်ဒီထဲမှာတော့ကိုပြန်ဖတ်ကြည့်လိုက်နော်အဲ့ဒါပြောနေတပိုင်းနဲ့ပြီးပုံမှာပါတာလေးပြောလိုက်ရမယ်နော်ယူသူရဲ့သူရဲ့အကုန်လုံးဒီဒေတာတစ်ခုမှရှိတဲ့နိုင်ငံတစ်ခုမှရှိနေတဲ့အဖွဲ့အစည်းတစ်ခုမှရှိနေတဲ့ရိုးရာယဉ်ကျေးမှုဆိုတာကအာယုံကြည်ကိုးကွယ်မှုတွေသူတို့ရဲ့ value တွေ institution တွေသူတို့ရဲ့လုပ်ပုံကိုင်မှုအစားအသောက်ကအစဘာသာရေးတွေဒီဂီတတွေအကုန်လုံးပါတဲ့ဟာကို culture ယဉ်ကျေးမှုလို့ခေါ်တယ် tradition ဆိုတာက is a အဲ့ထက်မှာသူက tradition ထဲမှာ belief ပါတယ် custom လည်းပါတယ်ဒါမှမဟုတ်သူကြတော့ tradition ကြတော့ကလည်း culture ထဲမှာပါနေတာပဲဒါပေမဲ့ဘာခွာလဲဆိုတော့ tradition ဆိုတာက culture ဆိုတော့သူ့ဘာရှိနေတာဒါတွေ tradition ဆိုတာကသူကလှုပ်ဆောင်ရတာအဲ့ participant တွေကလှုပ်ဆောင်ရတာเนาะ custom ဟောပဲအတူတူပါပဲ culture ဆိုတော့သူ့မှာတည်ရှိနေတဲ့ယဉ်ကျေးမှုယုံကြည်ကိုးကွယ်မှုတွေပါတယ်စသဖြင့်ဒါတွေပြောတာ tradition ကတော့သူကအချိန်ကြာကြီး custom ကိုအချိန်ကြာကြီးဒါလေးထုံးစံအချိန်ကြာလာရင်အာလုံရင်းနဲ့မျိုးဆက်တစ်ခုကနေတစ်ခုလက်ဆင့်ကမ်းပြီလား generation to generation ဒီလိုမျိုးကြာလာရင်အဲ့ဒါ tradition ဖြစ်တယ်ဆိုရင် custom ဆိုတာကဒါလေးထုံးစံဆိုတာကသူက tradition လည်း culture မှာပါတယ် custom မှာလည်းပါတယ်ဒါပေမဲ့ custom မှာဒါလေးထုံးစံခဏလေးနဲ့အတိုင်းအဝန်တစ်ခုမှာခဏလေးအစ်စ်လည်းဖြစ်ပေါ်လာနိုင်တယ်ဒါပေမဲ့သူကဘာလဲဆိုတော့ custom ကြာလိုက် tradition ဖြစ်တယ်ဒီလိုမှတ်ထားလိုက်နော် custom delay ထုံးတာလုံးနေကြဒါလေးတော့ delay ထုံးတာမဲလုံးနေကြလေးပဲတစ်ခါကျရင်ဒီဟာအမှတ်မထင်လုံးတတ်တယ်အမှတ်မထင်လည်းဖြစ်သွားတယ်သူလုံးနေကြအောင်လို့ဒါက custom ဆိုရင်သူကအနှိမ်ဆုံးပေါ့အဲ့တော့ culture ပြီးရင် tradition ပြီးရင် custom ဆိုတော့ရမယ်နော်အဲ့ဆိုရင် custom နဲ့ tradition ကလူပုဂ္ဂိုလ်တွေပါဝင်တဲ့ participant တွေကလောက်ဆောင်ရတဲ့ culture သူတို့တည်ရှိနေတာ culture okay အော်လိုက်နာပြီးတော့လောက်တာက tradition တို့ custom တို့ participant တွေတို့တခြားလူတွေလိုက်နာမယ်ဟာလေဟုတ်လားokay relationship group and interconnection ဆက်နွယ်မှုတွေ culture ဆိုတာကအကျယ်ပြန့်ဆုံး framework ဖြစ်တယ်သူကဒီအဖွဲ့အစည်းတစ်ခုလုံးရဲ့ ecosystem entire တစ်ခုလုံးပါဝင်တယ်အကုန်လုံးခုနပြောခဲ့လို့ custom ကြတော့ specific behavior practices ပဲအဲ့ culture ထဲမှာရှိနေတဲ့တစ်ခုအစိတ်ပိုင်းတစ်ခုပဲเนาะဆိုတော့ custom တွေကြာလာလို့ရှိရင် custom တွေအများကြီးအဲ့ culture ထဲမှာရှိတယ် custom တွေကြာလာတဲ့အခါ tradition ဖြစ်လာတယ် tradition are cultures ပဲtradition are custom ပဲ sorry ဆိုတော့ तू ကဘာလဲဆိုတော့ along period အချိန်ကြာလာပြီးတော့ကြာလာပြီးလုံနာနဲ့မြကြာလာနဲ့မြ generation to generation လက်ဆင့်ကမ်းပြီးကြာလာရင် tradition ဖြစ်တယ်အဲ့တော့ culture ပြီးရင် tradition ပြီးရင် custom ကအသစ်တွေဖြစ်နိုင်တယ်custom ကတခါကျ unconsciously ပေါ့မထင်မှတ်ဖဲနေလို့ရတာ tradition ကတော့တကူကောက်လို့တာဒါတော့ဆိုရမှာမသိဘူးတေချာပြန်ဖတ်ကြည့်တယ်နော်ဒါမြို့ဟောင်းတွေကတခုက one of the blank in Myanmar is to remove shoes when entering the house အိမ်ထဲဝင်လို့ရှိရင်ဖက်နှက်ချောရတာတဲ့မြန်မာပြည်မှာရှိတဲ့ရိုးရာဓလေ့ဖြစ်တယ်လို့ပြောတာဆိုရင် culture လို့ပြောလို့မရအောင်မကြီးကြဘူးဒါကလူတွေလှုပ်ဆောင်ရတာဆိုရင်custom လည်းပြောလို့မရဘူးဒီမှာတော့ behavior လို့ပြောတာနော် behavior မဟုတ်ပါဘူးထဲလို့မရ behavior အပြုအမူကတစ်ပိုင်း manner နဲ့တော့မယ်ပိုင်းနော်နှစ်ခုရောစရာ tradition နဲ့ culture ရောစရာရှိတယ်ဒီမှာ S တွေပါနေရတာကျွန်တော်ပြောလိုက်မယ် one of the နောက်များကြီးဖြစ်တယ်ကျန်တဲ့ဟာလေးတွေကလေ့ကျင့်ခန်းလေးတွေကိုလုပ်တာပါဗီဒီယိုလုပ်ရတာလည်းနည်းနည်းအချိန်ကတူတော့တဲ့အတွက်ကြောင့်နော်လေ့ကျင့်ခန်းလေးလုပ်ထားပြီးတော့ comment မှာအဖြေနောက်တစ်ပတ်ကြာလို့ရှိရင် comment မှာအဖြေလေးတင်ပြပါမယ်နောက်ထပ်မျိုးလေးတွေရှိပါသေးတယ်သုံးခုတွေက multiple choice ဒါမျိုးဟာလေးတွေကိုဆရာတင်ပြပါမယ်နောက်ပြီးတော့ဒီမှာအပြင်မှာ YouTube channel တွေမှာ QR code လေးပေးထားပါတယ်အဲ့ဒီမှာလေ့လာလို့လည်းရပါတယ်အဲ့မှာတော့အချိန်ပိုရတယ်ဆိုတော့ကြောင့်ပို့ပြီးတော့တောက်လျှောက်ပုံလာတာဆိုတော့အဲ့ဒီလေးတွေလုပ်ရတယ်ဒါလေးတွေကိုနောက်တစ်ပတ်
အဖြေပြန်တင်ပေးပါမယ်နောက်ထပ်ဒီလို confusion ဝါတွေကိုတင်ပေးပါမလို့အကယ်၍များ grade 12ပြင်မဲ့လူတွေရှိနေလက်ဆင့်ကပ်ပြီးလို့အဲကြောင့်ကျေးဇူးလက်ဆင့်ကပ်ပြီးပါနော်ကဲအားလုံးမင်္ဂလာပါ